အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်တွင်းမှာရှိတဲ့ကူကီးလူမျိုးတွေနေထိုင်ရာဒေသတွေမှာအိန္ဒိယဗဟိုအစိုးရနဲ့ UNLF လို့ခေါ်တဲ့စီလုံးသောအမျိုးသားလွတ်မြောက်ရေးတပ်ဦးတို့ရဲ့တိုက်ပွဲတွေကြောင့်ဒေသခံကူကီးတွေရဲ့အသက်ဆုံးရှုံးမှုတွေဖြစ်ပေါ်နေတာနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံဗတ်ချမ်းမှာနေထိုင်ကြတဲ့ကူကီးတွေကလည်းစစ်ပွဲတွေနဲ့မိုင်းထောင်မှုကိုရက်ဆိုင်ပေးဖို့အတွက်နယူးဒေလီမြို့ကဆန္ဒပြတောင်းဆိုမှုမှာပါဝင်ခဲ့ကြပါတယ်ကျက်တွေနွားတွေကတော့မိုင်းမှာမိတဲ့ဟာမကောက်သူတို့ကကြိုက်တာတတ်စားပြီးမှအဲ့ဒါတော့သူဘာမှပြောပိုင်ဖို့ဘာမှမရှိတော့ဘူးနောက်ပိုင်းဆုံးပါဘယ်လိုအခြေအနေရှိလဲဆိုတော့သူတို့ကဘော်ဒါတွေပါဆွဲတာတွေရွာနဲ့ရွာသွားမယ်ဆိုသူတို့ပစ္စည်းလက်နက်တွေကိုဒီလူတွေကိုခံခိုင်းတာဖြစ်တယ်အဲ့ဒါကြောင့်အမြဲတမ်းဖြစ်နေတာဒီကတွင်းမှာမိုင်းတွေထောင်ထားတာကြောင့်2000ခုနှစ်ကစတင်ပြီးဒီနေ့အထိမဏိပူရပြည်နယ်ချန်နယ်ခရိုင်တွေကပါဘန်းနဲ့လောင်သူလိန်ကျေးရွာတွေမှာကူကီးလူမျိုး33ဦးသေဆုံးခဲ့ကြရပြီးမျိုးသမီး20တဲ့မနည်းအာရမပြုကျင့်ခြင်းခံခဲ့ရတယ်လို့ဆန္ဒပြသူများကပြောပါတယ်။မက်လာ3ရက်နေ့ကလည်းအိန္ဒိယဗတ်ချမ်းမဏိပူရပြည်နယ်မှာရှိတဲ့ INC ဆိုတဲ့ကူကီးရွာတွေမှာအိန္ဒိယစစ်တပ်နဲ့ UNLF ကတဲ့ပုံတွေတိုက်ပွဲဖြစ်တာကြောင့်ကူကီးကလေးငယ်3ယောက်သေဆုံးသွားခဲ့ရတယ်လို့အိန္ဒိယဝန်ကြီးချုပ်တံပေးပို့တဲ့ကူကီးကျောင်းသားများရဲ့ထုတ်ပြန်ကြေညာချက်အရသိခဲ့ရပါတယ်။မျောလင်းထားတာကတော့စာသင်ဖို့ကျောင်းတွေကျန်းမာရေးအတွက်ဆေးဥမှာဆေးကုဖို့လုံလောက်တဲ့ဆေးဝါးတွေနဲ့အေးအေးဆေးဆေးနေထိုင်နိုင်ဖို့ဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါတွေကိုခဏထားပြီးအခုလောလောဆယ်မှာကျမတို့ညီမတွေအမေတွေပါဝင်ကူကီးအမျိုးသားအမျိုးသမီးတွေအနေနဲ့လူသားတွေအတွက်အခြေခံအကျဆုံးဖြစ်တဲ့လွတ်လပ်စွာလုံခြုံစွာနေထိုင်နိုင်ဖို့အခွင့်အရေးရှိရပါမယ်လို့နယူးဒေလီမြို့ကပါလီမန်လမ်းမပေါ်မှာပြုလုပ်တဲ့ဆန္ဒပြပွဲတက်ရောက်လာတဲ့ကူကီးကျောင်းသူတို့ကပြောပြသွားခဲ့တာဖြစ်ပါတယ်။ဒီဆန္ဒပြပွဲကနေUNLF အဖွဲ့တွေအနေနဲ့ကူကီးလူမျိုးတွေအပေါ်တပ်ဖြတ်မှုကိုရပ်ဆိုင်းပြီးစစ်ဒဏ်ခံရသူတွေအတွက်ပြန်လည်နေရာချထားပေးရေးကိုချက်ချင်းဆောင်ရွက်ပေးဖို့နဲ့ရေရှည်လှုပ်ဆောင်ပေးဖို့မိုင်းထောင်မှုတွေကိုလည်းရပ်တန့်ပေးဖို့တောင်းဆိုထားကြောင်းသိရှိခဲ့ရပါတယ်ခင်ဗျာ